လွမ်းနေအမေနဲ့အဖေအစင်မပြေမှုတွေရှိလေအာတင်ထားပါတယ်တခါတခါအမေရေးလို့ဝမ်းကောင်းတန်ကြီးနဲ့အော်ခေါ်ပြီးဖတ်ကိုပြစ်လိုက်ခြင်းလေဒါပေမဲ့ကျွန်တော်ရောက်နေတဲ့ဝင်းကျင်ကမိဘရင်ခွင်မှမဟုတ်တာမြင်ရတဲ့အဆူမမြင်ရတဲ့အန်ဒီတွေပြီးတော့လေစားတတ်တဲ့ပရိယေတွေဘယ်ချင်းပြူလဲမလဲလို့စောင့်ကြည့်နေတဲ့မျက်ဝန်းတွေကြောင့်ဘလို့ပဲဝမ်းနေစရာတွေဖြစ်နေပါစေအပြုံးလေးနဲ့ဖုံးကွယ်လိုက်တဲ့အမေမိသားရုပ်ရှင်တယောက်ဆောင်မဟုတ်ပြီနဲ့ပတ်ဝန်းကျင်ကတင်ပေးတဲ့ပညာနဲ့ဘဝတည်းဥပေါ်ကျွန်တော်ဟန်ဆောင်တတ်နေပြီဝေရှာရတာမလွယ်လေပြိုးထောင်ပြီးရွှာကျွေးခဲ့တဲ့အဖေနဲ့အမေကိုအရင်ထက်ကျေးဇူးတင်တယ်လို့သူများသားသမီးတွေလိုပြင်းပြင်းစုံစုံမထားခဲ့လို့ဆိုပြီးအရင်လိုစိတ်ထဲရတော့အပြစ်မတင်ရတော့ဘူးအဖေနဲ့အမေအဖေကိုယ့်အကိုရတာဂုဏ်ယူတယ်ဆိုပြီးမြတအားနမ်းလျက်နေတဲ့အခါစိတ်ထဲပြုံးညံ့တယ်လို့အပြစ်တင်ခြင်းနဲ့တင်တခါတလေ